င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ TV တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်အသုံးပြုသူ customer တွေအနေနဲ့ကျွန်တော်တို့စဉ်းစားသင့်တဲ့အချက်လေးတွေကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီပထမဆုံးအနေနဲ့အချက်ကတော့ကျွန်တော်တို့ဒီ TV size ပေါ့နော် TV size လို့ပြောတဲ့နေရာမှာကျွန်တော်တို့ customer အများစုထင်တာကthe bigger the better ပေါ့နော်အဲ့တော့သူက screen size ကြီးလေးကောင်းတယ်လို့ထင်တယ်ဒါပေမဲ့တကယ်တမ်းမဟုတ်ပါဘူးတကယ်တမ်းကကျွန်တော်တို့အရင်ဆုံးစဉ်းစားတဲ့အချက်ကကြတော့ကျွန်တော်တို့ဒီ TV ထားမဲ့သူနဲ့ဒီကြီးမဲ့သူနဲ့အကွာအဝေးပေါ့နော်ဒီအကွာအဝေးကိုကြည့်ရတဲ့မှာကျွန်တော်တို့အခုဒီမှာဆိုကျွန်တော်ရှင်းပြထားတယ်ကျွန်တော်တို့ပုံမှန် site အသေးပေါ့35လက်မှရှိမယ်လက်မှ40ရှိမယ်ဒီ site တွေသုံးမယ်ဆိုလို့ရှိရင်ကြီးစုသူအကွာအဝေးဒီကျွန်တော်တို့6ပေခွဲဝန်းကျင်လောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါတယ်ကိုက screen ကြီးရလို့ခြင်းနဲ့ကိုမှ space ကလည်းရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ17ပေဆိုလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်65လက်မှသုံးလို့ရတယ်နောက်ပြီးတော့ဒီ73ပေ14ပေဆိုလို့ရှိရင်ကျွန်တော်တို့ဓမ္မ80အထိသုံးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ကြီးမဲ့အကွာအဝေးနဲ့ကျွန်တော်တို့ screen size ရဲ့ကျွန်တော်တို့အချမ်းမြင်တစ်ချက်ပုံလေးပါခင်ဗျဟုတ်ဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ဒီ TV ကိုသုံးမဲ့ရည်ရွယ်ချက်ဥပမာကိုက PS4 PS5 ဒီလို gaming တွေဆော့ဖို့အတွက် high refresh rate ကိုလိုတာလားဒါကတော့ gaming အတွက်တစ်မျိုးဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီ hotel TV တွေပေါ့နော်ဥပမာကိုက hotel တွေ apartment တွေ condo တွေလူနေရာမှာသုံးတဲ့ commercial TV တွေပေါ့ဒါကတော့ဒုတိယတစ်မျိုးပါတတိယတစ်မျိုးကျတော့ကျွန်တော်တို့ဒီပုံမှန်မိသားစုအနေနဲ့သုံးပါလားအဲ့ဒါဆိုတော့ကျွန်တော်တို့အဆင်ပြေတယ်ပုံမှန်ဒီ refresh rate လည်းအများကြီးဖြစ်စရာမလိုဘူး50 Hz ဆိုအဆင်ပြေတယ်နောက်ဆုံးတစ်ခုကလေးယူတစ်ယောက်ကကျတော့ကျွန်တော်တို့တခြားဘာ function မှလည်းမလိုဘူး smart တွေလည်းဖြစ်ဖို့မလိုဘူး wifi လည်းဖြစ်ဖို့မလိုဘူးကိုက playback only ပဲကျွန်တော်တို့ဘယ်လိုနေရာမှာသုံးလဲဆိုတော့ကျွန်တော်ဆေးရုံနေဆေးကနေမှထားတဲ့ TV ပေါ့နော် TV တွေ plug in TV တွေနောက်တစ်ခါ CCTV တွေဒီကောင်တွေဆိုအသေးထားမှာပေါ့နော် input တစ်ခုလည်းပေးထားမယ်အသေးထားမယ်ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ smart function တွေပါတယ်မလိုဘူးပေါ့နော်ဒါကတော့ဒီ TV တွေကိုဒီမဝယ်ယူခင်မှာကျွန်တော်တို့စဉ်းစားတဲ့အချက်ဒုတိယတစ်ချက်ပေါ့တတိယတစ်ချက်ကကျတော့ကျွန်တော်တို့ကဗာလဲဆိုတော့ resolution ပါကျွန်တော်တို့ဒီပုံမှန် resolution ဆိုတော့ကျွန်တော်တို့တိုင်းပြည်အနေထားလဲဆိုတော့ကျွန်တော်တို့က 4K resolution လောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေနေပြီcontent အနေရလဲ 4K content လည်းနည်းနည်းရှားနေသေးတယ်နောက်တစ်ခုကဒါမှမဟုတ်ကိုကဒီထက်ပိုပြီးတော့ကိုက 8K content ကိုပါကြည့်ကျင်တယ်ကိုမှလည်း 8K content ရှိရဆိုတော့ 8K ကိုစဉ်းစားပါဒါပေမဲ့8K content ကနည်းနည်း limited ဖြစ်တယ်နည်းတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ 4K လောက်ဆိုရင်လုံလောက်ပြီလို့ကျွန်တော်ကြံပေးနေပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော် panel type ဒီမှာကျွန်တော်နားလည်လွယ်အောင်ရှင်းပြထားတာကကြတော့ဗာလဲဆိုတော့ဒီဥမာ basic LED ပေါ့ basic LED ဆို brightness ကသူ့ဟာနဲ့သူ basic အနေထားရှိမယ်သူတစ်ထစ်မှာဆိုလို့ရှိရင်တော့ကျွန်တော် QLED ရှိမယ် QLED ကြာပို့ပြီးတော့ brighter ဖြစ်သွားတယ်ပို့ပြီးတော့ shiny ဖြစ်သွားတယ်အဲ့ထက်ပို့ပြီးအကောင်းဆုံးရုပ်ထွက် quality ကိုလိုချင်တော့ကျွန်တော်တို့ OLED ကိုသုံးလို့ရတယ်သူကတော့ premium level ထဲမှာရှိတယ်ဒါကတော့ကျွန်တော်တို့အကျမ်းမြင်ကျွန်တော်နားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးတာပါခင်ဗျာနောက်တစ်ခုကကျွန်တော်တို့ဗာလဲဆို OS TV brand တွေအများကြီးရှိတယ် OS တွေကလည်းဥမာ Android ရှိတယ်Google ရှိမယ်ပြီးရင်ကျွန်တော်တို့ဥမာ Tizen ရှိမယ်ပြီးရင် Web OS ရှိမယ်ပေါ့ကိုကနောက်တစ်ခုဒီ pilot apps လေးတွေပေါ့အများကြီးသုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Android နဲ့ Google ကိုဒီဘက်မှာသုံးနေပါတယ် Samsung နဲ့ LG ကတော့သူ့ OS နဲ့သူကတော့အရန်ကို smooth ဖြစ်ပါတယ်အရန်ကိုမြန်ပါတယ်ဒါပေမဲ့တချို့ apps လေးတွေမှာ Samsung နဲ့ LG မှာကကြတော့ကျွန်တော် limited နည်းနည်းလေးတွေရှိတယ်ဥပမာကိုယ့်အတိုင်းမြေအနေထားနဲ့ဒီ Tizen OS နဲ့ဒီ Web OS နဲ့မှာကျွန်တော်တို့တချို့ apps လေးတွေမှာ run လို့မရတာလေးတွေရှိပါတယ်ဒါကတော့ဟိုဒီ Korean brand တွေအနေထားပါတော့ဒါပေမဲ့အကောင်းဆုံးကတော့ apps လည်းကိုကအကုန်လုံးတခြား apps တွေလည်းသုံးကျင်တယ်ဥပမာ Android box လည်းမသုံးကျင်ဘူးဆိုတော့ကျွန်တော်တို့က Google TV နဲ့ Android ကိုပဲကျွန်တော်တို့ကရွှေ့တင်ပါတယ်ဟုတ်ပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော်တို့ pod တွေဥပမာ pod ကဥပမာကိုကခုနကကျွန်တော်ရှင်းပြသလို game လေးဆောက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ Skynet ကြည့်မယ် Canal Plus ကြည့်မယ်ဒါတွေကိုပါကိုကသုံးမယ်ဆိုရင်ဥပမာ HDMI port က2ခုလောက်လိုတာ3ခုလောက်လိုတာတခြားဒီတက်ထက်လိုလာပြီဆိုတော့ကျွန်တော်ဥပမာ splitter လိုဟာမျိုးဒီလိုဟာမျိုးတွေကျွန်တော်သုံးနေပါတယ်ခင်ဗျဟုတ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ refresh rate ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်သူတွေအတွက်ဆိုတော့တိတ်မလိုပါဘူးအိမ်သုံးတွေအတွက်ဆိုတော့မလိုပါဘူးအဓိကလိုအပ်တာကတော့ကျွန်တော်တို့ gamer သမားတွေ sports တွေကြည့်ရတဲ့တွေအတွက်ဆိုလိုပါတယ်ပုံမှန်သူကတော့ဒီမှာဒီ50 Hz ဆိုရင်လုံလောက်ပြီမဲ့ကျွန်တော်120 Hz လောက်ထိပေါ့နော်120 240အစာရှိသေးတယ်ပေါ့အဲ့တော့ဒီလိုကြားတွေထဲမှာသွားကြတယ်ဆိုဒီမှာကျွန်တော်ရှင်းပြထားတာပုံထွက်ကအစာရုပ်ထွက်ကအစာ Hz များလေကျွန်တော်တို့ကပို့ပြီးတော့ performance ကောင်းလေးပါပဲခင်ဗျာနောက်တစ်ခုကတော့ကျွန်တော် energy consumption မှာကျွန်တော်တို့ဒီ watt တွေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာရှင်းပြထားတာကကြတော့ဒီလက်မအသေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ watt 30ကနေ watt 50ကြားထဲမှာရှိတယ်အလဲလက်ဥမာလက်မ60လောက်ဆိုလို့ရှိရင်ကျွန်တော်တို့
85ဝက်လောက်ရှိမယ်ကျွန်တော်လက်မှတ်80နဲ့အဲ့ထက်ကောင်းနေဆိုလို့ရှိရင်130နဲ့ဝက်150ကြားထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာလဲမီးကခဏပြတ်နေတော့မယ်ဆိုတော့ကျွန်တော်တို့ဒီမီးပြတ်တဲ့ပုံမှာမူတည်ပြီးကျွန်တော် inverter နဲ့သုံးရတယ် solar နဲ့သုံးရတယ်အဲ့အချိန်မှာကျွန်တော်တို့ဒီကောင်ဖွင့်ရင်ဘယ်လောက် consumption ရှိတယ်ဆိုတဲ့ဟာလေးကိုအကြမ်းမြင်သိအောင်ကျွန်တော်ရှင်းပြထားတာပါနောက်တစ်ခုကကျတော့ကျွန်တော် audio system ဒီ audio system ကကျတော့ကျွန်တော်တို့ကဒီပုံမှန်ကိုကလည်း audio အရင်အကောင်းတာဒီအရင်မသုံးပေါ့နော်အရင် prefer မျိုးကိုကရုပ်ထွက်လေးပဲဆိုရင်ကျွန်တော်ပုံမှန်သူ့ built in ပါတဲ့ဟိုအဆင်ပြေတယ်ဒါပေမဲ့ကိုကအတန်အတွက်နည်းနည်းလေးကောင်းတာလေးလည်းလိုချင်တယ်ဆိုတော့ကျွန်တော်တို့ built in Dolby ပါတဲ့ဟာတွေစဉ်းစားတင်တယ်အဲ့ဒါမှမဟုတ်ဘူးကိုကဒီတိုင်း base and premium performance နဲ့ကောင်းတာကိုလိုချင်တယ်ဆိုတော့ကျွန်တော်တို့က sound bar လေးတစ်ခုပါတွဲတင်ပါတယ်နောက်ဆုံးတစ်ခုကျတော့ကျွန်တော်တို့ service ပါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ market မှာကတရုတ် China brand တွေအများများတယ်နောက်တစ်ခုကဒီ warranty နေနဲ့ဆိုသူတက်ငါအပြိုင်ပေးကြတယ်ပေါ့နော်တစ်နှစ်3နှစ်5နှစ်အစရှိတယ်ပေးကြတယ်ဒါပေမဲ့တကယ်တမ်းပေးရတော့မယ်တကယ်တမ်းလုပ်ပေးရတော့မယ်ဆိုလို့ရှိရင် user fault ဆိုတဲ့ဟာကြီးကိုမဖြစ်မနေအောင်မျိုးလုံးကြီးပြူလို့လိုက်ရှာတယ်အကုန်လုံးပဲ brand တွေအကုန်လုံးပဲလား user fault မဖြစ်အောင်အကုန်လုံးလိုက်ရှာတယ်မျိုးလုံးတွေပြူတော့တိတိလေးအစားအကုန်လုံးပေါ့နော်အဲ့လိုဆိုတော့ KV ကိုကဒီ brand ကိုဝယ်ပြီးသားပြီဆိုတော့ဒီ brand ရဲ့ market ရဲ့ reliability ပေါ့နော် market ရဲ့ feedback ကဘယ်လိုလဲ service center တွေကတော့ဘယ်လိုလဲเนาะ warranty ကပေါ့ panel ကိုဘယ်နှစ်နှစ်ပေးတာလဲအောက်က PCB နဲ့ component တွေဘယ်နှစ်နှစ်ပေးတာလဲတချို့ product တွေတချို့ brand တွေမှာကျတော့ panel ကိုပေးတဲ့ warranty နဲ့ PCB တွေကိုပေးတဲ့ warranty လည်းမတူပါဘူးဒါလေးကိုလည်းသိချမေးသင့်ပါတယ်နောက်ပြီးတော့ခဏကျွန်တော်ပြောတဲ့ service center အကြောင်းလေးကိုလည်းသိချမေးသင့်ပါတယ် KV ကိုတခု KV လိုအပ်ခင်ကျွန်တော်တို့ဆက်သွယ်ပြီးသိချနောက်ပိုင်း after sales ကိုပြင်ဆင်လို့ရအောင်ပါဟုတ်ကဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအချိန်လေးပေးပြီးကြည့်ရှုရတဲ့အတွက်မျိုးစေ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ